ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျမကကိုရီနိုကိုရီးယားခောက်ဆွဲဆက်ဆိုင်ကိုရောက်နေရပဲဖြစ်ပါတယ်အားလုံးမဲ့လိုက်ကြည့်ရအောင်အဲ့ဒီမှာကျမတို့မှာခဲ့တာကတော့ကျမဲခောက်ဆွဲအာလူးကျော်ရိုးရိုးသမင်းလိပ်ကျော်သမင်းတော့ပုတ်ကြီးဘာဘတီတို့မှာခဲ့တာပါရှင်ဝါခုဆိုရင်တော့ကျမတို့မှာထားတဲ့အစားအစာတွေရပြီဖြစ်ပါတယ်ကျမအမေကတော့ချက်ပူတောင်းမဆက်နေပါရှင်အာလူကျောင်းကလည်းတော်တော်စားလို့ကောင်းပါရှင်ဒီကမှာပါတဲ့ပိုက်ကလေးကချစ်စရာလေးနော်ဒီမှာတော့ဘကီကတော့အရှယ်ဆုံးပါပဲခောက်ဆွဲလေးကလုံးဝချစ်ချင်းလေးပေါ့နော်ကျမတို့ကတော့ level 1ပဲစားပါတယ်အဆင်မကြိုက်ဘူးကွာဒီတော့မှတားချောင်းလေးကိုပါတယ်တော်တော်ကောင်းတယ်တားချောင်းကလည်းအကျိတ်ဆုံးကတော့အဲ့ဒီကဘာဘတီးလေးပါလုံးဝရှက်ကောင်းပါတယ်ကဲပါပြီးတော့အဲ့ဒီဆိုင်ကိုရောက်ရင်ပေါ့နော်ရင်ကြီးတပေးလေးကြောမစားမဖြစ်ကိုစားပါတော့ကောင်းပါတယ်ခုဆိုရင်တော့ကုန်သွားပါပြီရှင်ခုဆိုရင်တော့ပြင်ပါပြီရှင်